မင်္ဂလာပါဒီနေ့ကတော့Kansas City မှာရှိတဲ့ International House of Prayer ကိုမောင်နှမနှစ်ယောက်အတူတကွဖခင်နဲ့အချိန်ယူဖို့အတွက်သွားတာဖြစ်တယ်။သွားခြင်းခဲ့တာတော့အကြာပြီ။တကယ်သွားဖို့ပြင်ဆင်တဲ့ချိန်မှာလည်းအကြောင်းမျိုးကြောင့်မသွားဖြစ်ဘူး။ဒီတလောအတွက်ပေါ့နော်မသွားဖြစ်တော့ဘူးလို့ထင်တာပေမဲ့ဖခင်ကအချိန်ပြင်ဆင်ပေးတယ်။ဆိုတော့ရွေချက်အရန်ကြီးမ plan ပဲနဲ့ရောက်ဖြစ်သွားတယ်ပေါ့နော်အဓိကကတော့ဘာလိုချင်တဲ့ညာလိုချင်တဲ့ဆိုတာထက်ဖျားနဲ့အချိန်ယူချင်တယ်အထူးသဖြင့်ဒီနှစ်တစ်ကာလမှာအဓိကဒီက lifestyle တွေကဖျားနဲ့အချိန်ယူဖို့အတွက်လိုချင်တလောက်စားငါတလောက်တောင်အချိန်မယူနိုင်တဲ့အခြေအနေတွေအများကြီးရှိတဲ့အတွက်တီးတက်ဖျားနဲ့တီးတက်ဒိတ်ချင်တယ်ပေါ့နော်ဆိုတဲ့အတိုင်းပဲစားငတ်တဲ့အတိုင်းပဲတွားခဲ့ကြတယ်ဖျားတကယ်စကားပြောတယ်ဝိညာဉ်စားငတ်တောင်းတတဲ့ဝိညာဉ်ငတ်မွတ်တဲ့ဝိညာဉ်ကိုဖျားရောင်ရဲစေတယ်အစ်စ်တော်ဖွင့်ပြချစ်တယ်အစ်စ်တဲ့လက်ဆက်တော်မျက်မှောက်တော်တွေနဲ့သူကာယအစာကိုလည်းကောင်းမှုစွာနဲ့သုံးဆောင်ပြရတယ်ပေါ့နော်ဒါကကျမတို့ဒီတစ်ပတ် weekend မောင်နှမနှစ်ယောက်ရဲ့ခရီးစဉ်လေးဖြစ်ပါတယ်